တော့ဝင်ကပါကြီးရမယ်ကြီးကြီးကြပါစို့ကြီးကြမယ်မလားဘယ်လိုကြီးလဲတော့ကပါတဲ့ဘာလို့ရဲရလို့ပါရောသမီးစားဟုတ်စိတ်ကောင်းနေတာစိတ်ကြည့်ရနောက်ကြလို့စားသမီးစားအေးဒီမှာ breakfast ဆိုတာစားတယ် breakfast စားမှဒီကျမ်းမှာအသာတိုးလာမှာနော်ကိုမောင်ကြီးကိုဘာတိရှင်ခိုးတဲ့ဒီမဆလာသွားမို့သေးဘူးလားအော်ဒီမှာငါသမီးကို breakfast ကျွေးနေရလေဟာရှင်လည်းတော့ဒီချက်နဲ့ပဲတနေ့ကုန်အချိန်ကုန်နေရပဲအေးငါချစ်လို့လေချက်လို့မခေါ်နဲ့ငါရှက်တယ်ဒါငါသမီးနော်ရင်းနဲ့တည်းချစ်ရတယ်သမီးလူတွေကအမျိုးစုံရှိရလေနော်ခွေးချစ်တယ်လူရှိကြောင်ချစ်တယ်လူငါချက်ချက်တာငါသမီးကိုချက်လို့မခေါ်နဲ့ငါသမီးလေးအဲ့ဆိုရှင်ချက်နဲ့ပဲနေသီလားဒီချက်နဲ့ပဲစားဒီချက်နဲ့ပဲသွားဒီချက်နဲ့ပဲအိတ်ကျမနဲ့လာအိတ်နဲ့အေးဘူးကျမချက်နဲ့ဟင်းလဲလာမစားနဲ့မစားဘူးတော့မလို့ငါသမီးလေးနဲ့ငါအိမ်မှာဒီနေ့ဆိုချင်တော်နဲ့မှာဖိင်းနဲ့မီလေးနဲ့တူတူအိတ်ကြမယ်နော်သမီးလေးအေးလေးမောင်ကြီးရောကိုမောင်ကြီးကိုမောင်ကြီးအေးကိုမောင်ကြီးလာလေကွာလာမင်းလာအဲ့ဒီလာနှုတ်ဆက်လိုက်ပါအောင်လို့မင်္ဂလာပါကိုမောင်ကြီးမင်္ဂလာပါဗာလေဒီလာလေတွေးမှမလားလို့ဗျာကျွန်တော်ဟာကိစ္စဟောဘာမို့ပါဗျာကျွန်တော်မင်းကနေမကောင်းဘူးဗျာရှောင်းနဲ့အော်နေမကောင်းတာစေးကန်းတော့ဗျာငါစီအောင်မမဟုတ်တာမင်းကလေမဟုတ်လေကိုနေမကောင်းတာအဲ့ဒါ तू ပါဇက်ပြတ်နေလို့တဲ့စွပ်ပြုတ်ကလေးတောက်ချင်တာအဲ့ဒါစွပ်ပြုတ်တောက်ချင်ဓာတ်ထိတ်မှာသွားဝယ်လိုက်လေငါစွပ်ပြုတ်နဲ့လူတွေမဟုတ်ဘူးကွာမင်းတို့နောက်တယ်ကွာအဲ့လိုမဟုတ်ဘူးဗျာဟိုစွပ်ပြုတ်တောက်ချင်တာချက်စွပ်ပြုတ်ဗမာချက်ကလေးနဲ့ဆိုရင်ပို့ပြီးတော့အားရှိအောင်လို့အဲ့ဒါချက်စွပ်ပြုတ်သွားဝယ်ပေးလိုက်လေဟုတ်ကျွန်တော်ဗမာချက်ရှာတာဘယ်မှမတွေ့လို့အဲ့ဒါကိုမောင်ကြီးများဒီချက်ကလေးကိုရောင်းချင်မလားလို့ကျွန်တော်မိမပြောလေ95ကျက်လောက်တော့ရှိပြီဟာမိုင်းလိုက်လားမိုင်းလိုက်လားငါသမီးကွာငါသမီးကွာအမလီမိုင်းလိုက်တာငါသမီးတော့ဟင်းဝဲမရဘူးမင်းဟင်းဝဲတော့မလို့ရမဟုတ်ရဟိုကျွန်တော်ရဲ့အမျိုးသမီးနေမကောင်းလို့ပါဟိုတချောင်းချောင်းနဲ့ပိန်နေတာလေနေမကောင်းသင်္ကန်းကောင်းပို့လေဟာရှင်မငါပြောတော့အမလာလို့တော့ပါပြီကိုဘူးသိရဲ့စိုက်တွဲငါပြီးတော့ဈေးမှာတော့တောက်ဝယ်လိုက်တော့အားကြောင့်မတရွက်ကလုံးအောင်ပြောတာလေ तू ကသူ့မိန်းမတဲ့အဲ့ချက်ကိုပိုချစ်တာတဲ့ဟုတ်တယ်အဲ့ချက်နဲ့ဖောက်ပြန်နေရလေဟာမိုင်းလိုက်တာငါတို့ကသားပါရဲ့ဖောက်ပြန်စရာလားငါပါပါရောတော့သွားရှင်ညာနေမှာပေါ့ချက်ပေးလာပြီးတော့နင်ချက်ဖြစ်မှသိနေနင်ချက်ဖြစ်မှသိနေမလားသူငါ့မြောင်မဟုတ်လို့ချက်ပေးလာပြီးတွန့်နေညာနေမကောင်းလို့နေကောင်းတယ်ချက်လောက်လိုက်တော့သွားဘာငါပြောတော့ဒါမှမိမချက်ဖြစ်မြဟာမဟာသမီးကိုရင်လာပြီးတော့ခင်းလေးပဲကြည့်နော်ချက်နေနော်နေချက်တော့စိတ်ကောက်မနေနဲ့ရောစားတယ်မသမီးတမီးအေးလို့ဒီပါလာမီဘူးဘူးပါလိုက်ပါဘူးဘူးလေးပါလိုက်ပါရောမီးအေးမလိုက်တဲ့သမီးလေးစားရမီးလေးစားဘူးဘူးလေးပါလိုက်ပါဟေးကိုကြီးမင်းကိုကြိုက်တဲ့ကြီးဘာလုပ်လဲငါသမီးလေးကိုလိုက်ကြောင်းနေအော်မင်းသမီးကကြက်လားအေးဟိုင်းဟမ်မင်းမိုင်းလိုက်ကြက်လေငါသမီးကိုကြက်လို့မပြောနဲ့ငါရှက်တယ်နော်ဟိုကြက်ကိုကြက်လို့ပြောတော့မင်းကရှက်နေသေးတယ်ဟေးအောင်ကြက်လို့မခေါ်နဲ့လို့ဒါကြက်မဟုတ်ဘူးငါသမီးငါရင်နဲ့လွယ်ပြီးမွေးရတယ်လို့ပဲနော်အရန်ချစ်တဲ့သမီးလေးသဘောပေါက်လားတိရစ္ဆာန်